ခုလေဒီတဲ့ရွေးကောက်ပွဲနောက်ဆုံးနေလည်းဖြစ်တယ်ဆိုတော့လေဟုတ်ကဲ့ဒီဟာနဲ့ပတ်သက်ပြီးတော့ရှေ့ဆက်မြန်မာနိုင်ငံတော့ပေါ့နော်ဘယ်လိုများညွှန်မှန်းထားလဲရှင်မြန်မာနိုင်ငံကျွန်တော်တို့ကနိုဘိုရီယာကိုပြည်သူ့ရွေးချယ်တဲ့ပါတီဆိုဒီမိုကရေစီစနစ်ကိုတောင်းဖို့ရည်ရွယ်ပြီးလုပ်ခဲ့တာဒီတိုင်းပဲသွားမှာပြည်သူ့ရွေးချယ်တဲ့လမ်းကျွန်တော်တို့ရွေးတာမဟုတ်ပြည်သူ့ရွေးတဲ့လမ်းကျွန်တော်တို့လည်းပြည်သူတွေရဲ့အစိတ်ပိုင်းကျွန်တော်တို့ဒီကထောက်ခံတယ်ဒါပေမဲ့ပါတီဆိုဒီမိုကရေစီစနစ်တိုင်းပဲကျွန်တော်သွားမယ်အနာဂတ်မှာကျွန်တော်သွားပါတချို့ပြောတာပေါ့နော်ဒီပေါ်တက်ကနေပြီးတော့တက်ကိုထောက်ခံတဲ့ USDP ပါတီကအနိုင်ရတော့မယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ဆိုတော့ချို့ဒီ UN expert တွေကပြောတာပေါ့နော်ဒါကိုအသိအမှတ်မပြုဖို့ဘာညာဆိုပြီးတော့ပြောတာရှိပါရှင်ဒါနဲ့ပတ်သက်ပြီးတော့ဘာများပြောချင်ပါပြည်သူကသူတို့မြန်မာပြည်ထဲမှာနေတဲ့ပြည်သူတွေမဲပေးတာလေသူတို့အပြင်ကလူတွေမဲပေးတာမဟုတ်မြန်မာပြည်ထဲကနေနေတဲ့ပြည်မဲပေးတာသူတို့ဘယ်လိုပဲထောက်ခံပေါ့ကြိုက်တာထောက်ခံလို့ရတယ်ဒါပေးတဲ့လူတွေကသူတို့ထောက်ခံခြင်းတဲ့လူတွေပါလို့မဲလာပေးတာပေါ့သူတို့ထောက်ခံခြင်းတဲ့လူတွေကမပါဘူးဆိုရင်မဲလာပေးမှာမဟုတ်တာမဲလာမပေးခြင်းနှစ်မျိုးရှိတယ်ဒီပိုင်းကတော့သူတို့ထောက်ခံခြင်းတဲ့လူတွေမပါလို့မဲလာမပေးတာဒီပိုင်းကတော့သူတို့လုံခြုံမှုရတာမပေးတာရှိလုံခြုံမှုသာလာဖို့ပြုဖို့ခက်ခဲရှိလို့မဲပေးတဲ့လူတွေကြတော့သူတို့ထောက်ခံတဲ့လူတွေရှိလို့လားမဲပေးတာပေါ့အဲ့ဒါမှဒါခုနပြောရခင်ဗျားပြောတဲ့ပြည်ခိုင်ဖြိုးပါတီတွေပါတခြား PPP ပါတီ PPP ပါတီပါတယ်ဂျာတူပါတီလည်းပါတယ်အပါတီဆုံးပါတယ်ဒါကြောင့်လည်းမဲပေးတဲ့ဆင်းတွေကျွန်တော်ထုတ်ပြန်ပေးပါတယ်အဲ့ဒါသူတို့လွတ်လပ်မဲပေးတာပဲမဟုတ်လားအဲ့တော့ဒါကိုနိုင်ငံခြားအတိမတ်ပြုတော့မပြုတော့ကျွန်တော်တို့နားမလဲဘူးပြည်သူကမဲပေးတာကျွန်တော်အတိမတ်ပြုဒီလိုပဲသွားအောင်နောက်တက်လာတဲ့အစိုးရအဖွဲ့မှာရောတက်ချုပ်ရှင်နေနဲ့ဆက်ပြီးတော့ဘာဖို့ရောကျွန်တော်ကဘာပြောလို့မရသေးဘူးလေဘာလို့ဆိုတော့ဒါတွေကလွတ်တော်ခေါ်မှာလွတ်တော်မှာသူတို့ရွေးချယ်တဲ့နီလန်းတွေပါတယ်ရှိပါတယ်ဒါဒီလိုရှိပါတယ်နောက်ဆုံးနေလည်းဖြစ်တယ်ဆိုတော့လေဟုတ်ကဲ့ဒီပေါ့တော့လာမဲ့အစိုးရအသစ်တကောဘာများပြောချင်တာများရှိမလဲသူတို့တိုင်းပြည်ကောင်းအောင်လုပ်အောင်ပေါ့ဗျာအစိုးရတက်တဲ့တိုင်းပြည်ကောင်းဖို့ပြည်သူလူထုရဲ့ကျိုးစီးပွားဖော်ဆောင်ပေးဖို့တိုင်းပြည်တိုးတက်အောင်ဆောင်ရွက်ပေးဖို့တိုင်းပြည်အေးချမ်းအောင်ဆောင်ရွက်ပေးဖို့ကဘာနဲ့ရေမောင်တိုင်းအောင်လုပ်ပေးဖို့အစိုးရတရားတော့တာဝန်ရှိတာဒါကိုကျွန်တော်ရအောင်ကြိုးစားပြည်သူလည်းပါဖို့လိုတယ်အစိုးရလည်းဥဆောင်လို့မရဘူးအစိုးရတော့ရင်ပန်းချက်ထားပြီးလုပ်မှာသို့တော့ပြည်သူကမပါဘဲတော့ပြည်သူပေါင်းနဲ့ကျွန်တော်အစိုးရလုပ်ရမှာပေါ့ပြည်သူလည်းပါဖို့လည်းလိုတယ်ကျွန်တော်တို့ဒီမိုကရေစီသွားခြင်းနဲ့ဗမိုစတဲ့တောင်းဆိုပေးမယ်လေပြည်သူမပါဘဲနဲ့ဘယ်လိုမှမဖြစ်နဲ့ပြည်သူပါမှဖြစ်မှာဒါပြည်သူကလည်းရည်ကြည့်ပါအခက်အခဲတွေအများကြီးရဲ့နောက်ဆုံးနေလည်းဖြစ်တယ်ဆိုတော့လေနိုင်ငံတကာနဲ့ဒီမြန်မာပြည်သူတွေရောဗာများ message ပါချင်တာရှိမလဲရှင်ပြည်သူတွေကိုတိုက်ပြီးကောင်းလို့ကြဖို့ပေါ့ဗျာမြင်ကျဲဖို့ပေါ့ဗျာဒါတော့ပြောချင်တာနိုင်ငံတကာလည်းပြည်မြန်မာနိုင်ငံပြည်တွင်းခြေတွေအမှန်ပြဖို့လက်လိုတာပေါ့ခုမြန်မာနိုင်ငံကိုလာတဲ့နိုင်ငံခြားကျွန်တော်တို့တာဝန်ရှိတဲ့ပုဂ္ဂိုလ်လာရင်သူတို့အပြင်မှာကြားတာနဲ့မြန်မာနိုင်ငံဖြစ်ပျက်နေတဲ့အခြေအနေတခြားစီပဲလို့ပြောလူတိုင်းဒီပါလို့အတိုင်းပြောတယ်ဆိုတော့ကျွန်တော်တို့မှာဒီကောလာဟာလနဲ့ဒီခံမီဒီယာနေပြီးတော့လုပ်နေတဲ့ဟာတွေပြည်သူတိုင်းပြည်ကခံနေရတာတကယ်တော့ကျွန်တော်တို့မှာတကယ်အခွင့်အရေးတွေအများကြီးရှိပါတယ်အဲ့အခွင့်အရေးအသုံးချနိုင်မယ်ဆိုတိုင်းပြည်တိုးတက်တယ်ကျွန်တော်ပြောရပါတယ်2010ဦးသိန်းစိန်အစိုးရလုံးမျိုးကျွန်တော်ဖြစ်နိုင်မှာမလားဘယ်လိုဦးသိန်းစိန်2010တုန်းက USDP အစိုးရတက်ခဲ့တယ်တော်တော်လေးပြည်သူနှစ်သက်ခဲ့တယ်ခု2025တက်လာမယ့်အစိုးရကိုရောအဲ့လိုမျောလင့်လို့ရမှာအခုအနိုင်ရတဲ့ပါတီနဲ့သူ့ကိုပူးပေါင်းဆောင်ရွက်ပေးမဲ့အခြေအနေပတ်ဝန်းကျင်လေးပုံမှန်မူတည်လိမ့်မယ်သူပေါင်းရဟုတ်လားအဲ့ဦးသိန်းစိန်တမန်ကြီးတာဝန်ယူတဲ့အချိန်တုန်းကသူတို့လောက်တယ်လို့လုပ်တယ်ဒါပေမဲ့တစ်ဖက်ကလည်းအတိုက်ခံနေရှိတယ်အတိုက်ခံနေအဲ့အတိုက်ခံတွေကတိုင်းပြည်ကိုကောင်းအောင်လုပ်ဖို့တဲ့သွားတယ်ဆိုရင်တော့တစ်မျိုးပေါ့တိုင်းပြည်ကောင်းဖို့ကနဲ့ဒီအနှုတ်လက္ခဏာဆောင်သွားလုပ်တယ်ဆိုရင်တော့လည်းခက်တော့ခက်မယ်အဲ့ဒါဆဲဆူတ်တယ်ဒါတော့ဆဲဆူတ်တယ်စိန်ခေါ်မှုချင်းကတော့မတူဘူးပေါ့အဲ့အခင်းချင်းကတော့တော်တော်လေးတက်ရရှိကြတယ်ခုအခင်းချင်းကတော်တော်လေးရိုးပြရနိုင်နေတာထိမ့်သိမ်းရမှာဆိုတော့လေပို့ပြီးတော့ခက်မှာရိုးပြဆိုတာဒီတင်ကြီးအချက်မှုမရှိမှတ်ပါတယ်ဒါတော့မှတ်ပါတယ်အမြင်ကျဲဖို့ဒါကြောင့်ခုနပြောတယ်တိုင်းပြည်မြင်ကျဲဖို့လိုတယ်ကျွန်တော်ပြောတာမြင်ကျဲဖို့